စစ်တပ်ထောက်ခံတဲ့သူတွေဆွေးခုံနေမဲ့ဒါမြင်ကွင်းလို့ပြောရင်မမှားပါဘူးဒါကတော့ဒီအာနာသိန်းအကြမ်းဖက်စစ်တပ်ရဲ့ဒါတပ်ရင်းတစ်ခုအတွင်းကလက်နက်တိုက်ပဲဖြစ်ပါတယ်တော်လန်ရေးအင်အားစုတွေဒါတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့အချိန်မှာဒါရရှိခဲ့တဲ့လက်နက်တွေပဲဖြစ်ပါတယ်ဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ဒါမြန်မာအာနာသိန်းစစ်တပ်ကထုတ်ဝေထားတဲ့ဒီလက်နက်ငယ်အမျိုးအစားတွေအကြောင်းကိုကျွန်တော်ကအသေးစိတ်အချက်လက်တွေနဲ့တင်ပြပေးသွားမှာပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးဖို့လိုပါလိမ့်မယ်အားလုံးပဲမင်္ဂလာပါ Revolution Traveler တော်လန်ခရီးသွားဆိုတဲ့ YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ခဲ့ပေးကြပါဦးခင်ဗျာအခုမိတ်ဆွေတို့မြင်တွေ့နေရတာကတော့မြန်မာအာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီရဲ့ကပ္ပစစက်ရုံကထုတ်ဝေထားတဲ့ MA အမျိုးအစားတွေကတနက်တက်လက်ပဲဖြစ်ပါတယ်အခုပထမဆုံးတင်ပြပေးမယ့်တနက်ကတော့ဒီ MA1 လို့ခေါ်တဲ့တနက်ပဲဖြစ်ပါတယ်ဒီတနက်ရဲ့အလေးချိန်ကဆိုရင်4ကီလိုဂရမ်ရှိပြီးတော့မှဒီတနက်မှာတက်ဆင်အသုံးပြုတဲ့ GA ရဲ့အလေးချိန်ကဆိုရင်တော့3.28ကီလိုဂရမ်ပဲဖြစ်ပါတယ်တနက်တက်လက်လုံးရဲ့အလျားကဆိုရင်တော့988မီလီမီတာဖြစ်ပြီးတော့မှပြောင်းအလျားက464မီလီမီတာရှိပါတယ်ပြောင်းအချင်းကတော့ 5.56 လို့ခေါ်တဲ့ဒီကြည်နဲ့ပြစ်ခတ်ရတဲ့ 9.56 မီလီမီတာဖြစ်ပြီးတော့ဒီတနက်ရဲ့ပြောင်းထွက်ချိန်ကတော့954မီတာတစ်စက္ကန့်မှာမီတာ954မီတာဖြစ်ပါတယ်ဒီ MA1 series တွေရဲ့တိကျမှုကဆိုရင်မီတာ300ထိတိကျနိုင်ပြီးတော့မှထိရောက်နိုင်တဲ့ပြစ်ခတ်နိုင်တဲ့ဒီအကွာဝေးကဆိုရင်မီတာ400ထိပြစ်ခတ်နိုင်ပါတယ်တမနစ်မှာကြည်အတောင့်ရေ900ပြစ်ခတ်နိုင်ပြီးတော့မှဒီသူ့ရဲ့ပြောင်းရစ်ကတော့ညာရစ်6ရစ်ပဲဖြစ်ပါတယ်ဒီ MA1 နေမှာပါတဲ့နောက်ချိန်မောက်ဆိုင်ကဆိုရင်တော့ဒါမီတာ200ကနေ300ထိချိန်လို့ရတာပဲဖြစ်ပါတယ်အခုမိတ်ဆွေတို့မြင်တွေ့နေရတာကတော့ဒါ MA1 လို့ခေါ်တဲ့ဒါမြန်မာစစ်တပ်ရဲ့ကပ္ပစထုတ်တနက်ပုံပဲဖြစ်ပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်တနက်တစ်မျိုးကတော့ဒါမြန်မာစစ်တပ်ရဲ့ကပ္ပစထုတ် MA2 အမျိုးအစားပဲဖြစ်ပါတယ်ဒီတနက်ရဲ့အလေးချိန်ကဆိုရင်တော့ဒါ MA1 ထက်ဒီ 0.85 ကီလိုဂရမ်ပိုလေးလာတာဖြစ်ပြီးတော့မှစုစုဒီတနက်ရဲ့အလေးချိန်က 4.85 ကီလိုဂရမ်ဖြစ်ပါတယ်တနက်အလျားကဆိုရင်တော့1060မီလီမီတာရှိပြီးတော့မှဒီတနက်ရဲ့ပြောင်းအလျားကဆိုရင်945မီလီမီတာရှိပါတယ်ပြောင်းအချင်းကတော့ပုံမှန်အချင်းမဲ့ size ဖြစ်တဲ့ဒီ 5.56 မီလီမီတာဖြစ်ပြီးတော့မှဒီတနက်ရဲ့ပြောင်းထွက်ချိန်ကတော့တစ်စက္ကန့်ကို980မီတာဖြစ်ပြီးထိရောက်မှုကတော့မီတာ900အထိဖြစ်ပါတယ်ဒီ MA2 တနက်တွေကဆိုရင်တမနစ်ကိုဒီအတောင်600လောက်ထိစက်တိုက်ပြစ်ခတ်နိုင်ပြီးတော့မှသူ့ရဲ့ပြောင်းရစ်ကဆိုရင်တော့ညာရစ်6ရစ်ပဲဖြစ်ပါတယ်နောက်ချိန်မောက်ဆိုင်ကဆိုလို့ရှိရင်လည်းမီတာ200ကနေ900ထိအောင်ဒါကောင်းကောင်းချိန်တွေလို့ရတယ်လို့သူတို့ရဲ့ဒီစစ်တပ်ကထုတ်ဝေထားတဲ့တနက်တွေရဲ့အချက်လက်မှာဒါရှာဖွေလေးလာတွေ့ရှိပါတယ်သူတို့ရဲ့ပြင်နှုံးနေရဆိုရင်တော့ကျွန်တော်တော်လိုင်းအင်အားစုတွေရဲ့လက်ထဲကိုရောက်လာတဲ့အခါမှာတော့ဒီတမနစ်ကိုအတောင်900တွေ600တွေဆိုတာကဒါစာတက်ဖြစ်ပြီးတော့တကယ်တမ်းတော့အဲ့လောက်ကြီးအသုံးမဝင်ပါဘူးအခုမိတ်ဆွေတို့မြင်တွေ့နေရတဲ့ပုံကတော့ဒါမြန်မာအာဏာသိမ်းအကြမ်းဖက်စစ်တပ်ရဲ့ကပ္ပစကထုတ်ဝေထားတဲ့ဒါ MA2 စက်ကလေးတနက်ပုံစံပဲဖြစ်ပါတယ်သူကဒါဆက်တနက်တစ်မျိုးလို့ဆိုရမှာပေါ့နော်အခုဆက်လက်ပြီးတင်ပြပေးမှာပါကတော့ဒါမြန်မာအာဏာသိမ်းစစ်တပ်ထုတ်ဝေထားတဲ့ MA3 အမျိုးအစားဖြစ်ပါတယ်ဒီတနက်ကတော့ဒင်ခောက်နိုင်ဆက်နိုင်တဲ့တနက်အမျိုးအစားပဲဖြစ်ပါတယ်ဒီတနက်ရဲ့အလေးချိန်ကဆိုရင် 3.5 ကီလိုဂရမ်ဖြစ်ပြီးတော့မှတနက်အလျားကဆိုလို့ရှိရင်ဒင်ဆန့်ထားမယ်ဆိုရင်892မီလီမီတာရှိပြီးတော့ဒင်ခောက်ထားမယ်ဆိုရင်620မီလီမီတာရှိပါတယ်ဒီတနက်ရဲ့ပြောင်းအလျားကဆိုရင်385မီလီမီတာဖြစ်ပြီးတော့မှပြောင်းအချင်းကတော့ဒီမြန်မာအာဏာသိမ်းစစ်တပ်သုံးတဲ့ 5.56 မီလီမီတာပဲဖြစ်ပါတယ်ဒီ MA3 တွေရဲ့ပြောင်းထွက်ချိန်ကတော့တစ်စက္ကန့်ကိုမီတာ900ပဲဖြစ်ပါတယ် MA3 တွေရဲ့ထိရောက်မှုကဆိုရင်မီတာ400ဖြစ်ပြီးတော့မှတမနစ်ကိုဒါအတောင်600လောက်ပြစ်ခတ်နိုင်တယ်လို့ဆိုပါတယ်ပြောင်းရစ်ကဆိုရင်6ရစ်ပေါ့နော်ညာရစ်6ရစ်ဖြစ်ပြီးတော့မှသူ့ရဲ့ချိန်ဆိုင်ကဆိုရင်မီတာ100ကနေ200အထိပဲဖြစ်ပါတယ်အခုမိတ်ဆွေတို့မြင်တွေ့နေရတာကတော့ဒါမြန်မာအာဏာသိမ်းစစ်တပ်ထုတ်ဝေထားတဲ့ဒါ MA3 လို့ခေါ်တဲ့ MA3 ဆက်တနက်ပဲဖြစ်ပါတယ်အခုနောက်ထပ်တင်ဆက်ပေးခြင်းတဲ့တနက်ကတော့ဒါ MA series တွေကဖြစ်တဲ့ဒါ MA4 ပဲဖြစ်ပါတယ်ဒီတနက်ရဲ့အလေးချိန်ကဆိုရင် 9.98 ကီလိုဂရမ်ပေါ့နော်သူကကျွန်တော်တို့ဒီ40မမဘုံသီးနဲ့တွဲခတ်ပစ်လို့ရတဲ့ဒါတနက်ပုံစံတစ်မျိုးပဲဖြစ်ပါတယ်ဒါကဒီ 9.98 ဆိုတာကဘုံတစ်လုံးရဲ့အလေးချိန်မှာထည့်တွက်ထားတာပဲဖြစ်ပါတယ်ဘုံရဲ့အလေးချိန်ကဆိုရင်တော့3.533ကီလိုဂရမ်ဖြစ်ပြီးတော့မှဒီတနက်မှာတွဲလျက်တက်ဆင်ထားတဲ့ဘုံပြစ်လောင်ချရဲ့အလျားကဆိုရင်385မီလီမီတာပဲဖြစ်ပါတယ်ဘုံကတော့ဒီ 3.93 မီလီမီတာဖြစ်ပြီးတော့တနက်ရဲ့ဒီပြောင်းထွက်ချိန်ကတော့ကျွန်တော်တို့ဒီပြောင်းအချင်းကတော့ 9.56 မီလီမီတာပဲဖြစ်ပါတယ်ဒီ MA4 ရဲ့ပြောင်းထွက်ချိန်ကဆိုရင်ဒါတစ်စက္ကန့်ကို954မီတာဖြစ်ပါတယ်ဒီ MA4 ရဲ့ထိရောက်မှုကဆိုလို့ရှိရင်ဒါအဝေးဆုံးထိရောက်မှုဆိုရင်မီတာ400ဖြစ်ပြီးတော့အနီးဆုံးထိရောက်မှုကတော့မီတာ50ပဲဖြစ်ပါတယ်သူ့မှာတွဲဒီတက်ဆင်ထားတယ်ပေါ့နော်40မီလီမီတာဘုံသီးရဆိုရင်ဒါတထောင်ချင်းတစ်လုံးချင်းထိုးပြီးတော့ဒါပြစ်ခတ်ရတဲ့စနစ်ပဲဖြစ်ပါတယ်အခုဒါကတော့ဒါ MA4 နဲ့40မီလီမီတာလောင်ချတွဲထားတာပဲဖြစ်ပါတယ်ဒါကတော့40မီလီမီတာဘုံသီးတွေကိုမြင်တွေ့နေရတာပဲဖြစ်ပါတယ်ဒါတွေကမြန်မာအာဏာသိမ်းစစ်တပ်ထုတ်ဝေထားတာပဲဖြစ်ပါတယ်အခုဆက်လက်ပြီးတင်ဆက်ပြီးမှာကတော့ဒါမြန်မာစစ်တပ်ကပ္ပစထုတ် MA5 လို့ခေါ်တဲ့ပစ္စတိုအမျိုးအစားပဲဖြစ်ပါတယ်ဒီတနက်ရဲ့အလေးချိန်ကဆိုရင်941 gram ဖြစ်ပြီးတော့မှ
ဒီကြီးပါမယ်ဆိုလို့ရှိရင်တော့ဒီတနက်ရဲ့အလေးချိန်က1084 gram ဖြစ်ပါတယ်ကြီးအိမ်တီးတန့်အလေးချိန်ကတော့3အောင်စာဖြစ်ပြီးတော့မှဒီကပ္ပစာထုတ်နိုင်မကြီး1000ရဲ့အလေးချိန်ကဆိုရင်183.3 gram ပဲဖြစ်ပါတယ်ကြီးအလျားကဒီ1.15လမ်းမဖြစ်ပြီးတော့မှဒီတနက်တစ်ခုလုံးရဲ့အလျားကဆိုရင်202မီလီမီတာဖြစ်ပါတယ်ဒါကတော့ဒီနိုင်မအမျိုးအစားပစ္စတိုပဲဖြစ်ပါတယ်ဒီfight တွေရဲ့ပြောင်းအလျားကဆိုရင်120မီလီမီတာဖြစ်ပြီးတော့မှပြောင်းအချင်းက9မီလီမီတာပဲဖြစ်ပါတယ်ဒီတနက်တီရဲ့ဒီပြောင်းထွက်ချိန်ကဆိုရင်တစ်စက္ကန့်ကို350မီတာဖြစ်ပြီးတော့မှထိရောက်မှုကတော့ဒါမီတာ50လောက်ပဲဖြစ်ပါတယ်သူ့ရဲ့သုံးထားတဲ့ပြောင်းရက်ကဆိုရင်ညာရစ်ဖြစ်ပြီးတော့မှဒီညာရစ်6ရစ်ဖြစ်ပြီးတော့မှဒီ MB5 တွေရဲ့ကြီးအိမ်ဝန်ဆန်းမှုကဆိုလို့ရှိရင်တော့ဒါ73,000ပဲဝန်ဆန်းတာဖြစ်ပါတယ်အခုဒါမိတ်ဆွေတို့မြင်တွေ့နေရကတော့မြန်မာအာဏာသိမ်းစစ်တပ်ရဲ့ဒါကပ္ပစထုတ် MA5 ပစ္စတိုအမျိုးအစားပဲဖြစ်ပါတယ်အခုဆက်လက်ပြီးတင်ဆက်ပေးမှာကတော့ဒါ MA11 ပေါ့နော် MA17 လို့ခေါ်တဲ့ချိန်မုံကြီး rifle ပဲဖြစ်ပါတယ်ဒီတနက်ရဲ့အလေးချိန်ကဆိုရင် 4.2 ကီလိုဂရမ်ဖြစ်ပြီးတော့မှသူ့ရဲ့ကြီးအိမ်အလေးချိန်ကဆိုရင်တော့ 3.28 ကီလိုဂရမ်ဖြစ်ပါတယ်ပြောင်းချင်းကတော့ပုံမှန် 9.56 မီလီမီတာဖြစ်ပြီးတော့မှဒီ MA11 ရဲ့ပြောင်းထွက်ချိန်ကဆိုရင်တော့တစ်စက္ကန့်ကို945မီတာဖြစ်ပါတယ်ဒီတနက်တည်းရဲ့တိကျမှုကဆိုရင်မီတာ100လောက်မှတည်းကြီးကဒီ4လက်မလောက်ထိအောင်ကြီးကောင်းကောင်းစုနိုင်ပြီးတော့ထိရောက်မှုတွေကဆိုရင်တော့ဒါမီတာ400လောက်ထိဖြစ်ပါတယ်ဒါကတော့ MA11 ရဲ့အချက်လက်တွေပဲဖြစ်ပါတယ်ဒီ MA11 နေမှာဆိုရင်10မိနစ်ကိုဒါ950တောင်းလောက်ထိစက်တိုက်ပြတ်ခတ်နိုင်ပြီးတော့မှဒီ MA11 နေရဲ့နောက်ချိန်ပေါက်ဆိုက်ကဆိုရင်တော့မီတာ200ကနေပြီးတော့ဒါမီတာ300အထိဖြစ်ပါတယ်အခုမိတ်ဆွေတို့မြင်တွေ့နေရတာကတော့ဒါဒီမြန်မာစစ်တပ်ရဲ့ကပ္ပစထုတ်ချိန်မုံကြီး rifle MA11 တနက်အမျိုးအစားပဲဖြစ်ပါတယ်အခုကျွန်တော်တင်ဆက်ပေးသွားခဲ့တာတွေကိုစိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်ရဲ့ comment box လေးမှာ comment မှန်းငယ်ပေးဖို့အတွက်ကျွန်တော်ဖိတ်ခေါ်လိုပါတယ်နောက်ကျွန်တော်ရဲ့ channel ကနေပြီးတော့ဒီမြန်မာစစ်တပ်ထုတ်စက်တပ်နဲ့အမျိုးအစားတွေကိုလည်းတင်ဆက်ပေးသွားအောင်ပါမို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ခဲ့ပေးကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်